ကုမ္ပဏီပိုင်ရှင်တထေးကြီးဟာတမင်တကာဖုံးဆိုးသူတောင်းစားလို့ဟန်ဆောင်ပြီးလမ်းဘေးမှာအလူခံထိုင်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာဝစ်စုံလှလှလေးတွေဝတ်ထားတဲ့မိန်းကလေး၃ယောက်ဟာသူ့ဘေးကနေဖျက်လျှောက်သွားကြပါတယ်လေ။သူတို့ကအဲ့ဒီတထေးကြီးကိုသူတို့ရဲ့ကြောင်းနေဘက်ဟောင်းဆိုတာမှတ်မိသွားကြပါတယ်။တထေးကြီးကတော့ဘာမှမသိတယ်လို့ဟန်ဆောင်ပြီးဆက်တောင်းနေခဲ့တာပေါ့။ဒါပေမဲ့သူတို့ကတော့အရင်ကခင်မင်ခဲ့တာတွေကိုလုံးဝအလေးမထားခဲ့ကြပါဘူး။အဖြူရောင်ဝစ်စုံဝတ်ထားတဲ့ကြောင်းနေဘက်မိန်းကလေးဆိုရင်တစ်ချိန်ကစားတော်ခဲ့တဲ့တထေးကြီးကိုလောင်ပြောင်ဖို့အတွက်သူတောင်းစားလုပ်နေတာကိုဗီဒီယိုရိုက်ပြီးအတန်းထဲကဂရုထဲတောင်တင်လိုက်ပါသေးတယ်။အခုလိုတနာစရာကောင်းတဲ့ဘဝရောက်နေတာကိုမြင်တော့အနီရောင်ဝစ်စုံဝတ်ထားတဲ့မိန်းကလေးကသူတို့တွေကိုဆွဲခေါ်သွားခြင်းနေခဲ့တယ်။ဘာလို့လဲဆိုတော့တထေးကြီးကသူမရဲ့ရီစားဟောင်းဖြစ်နေလို့ပါပဲ။တငယ်ချင်းတွေထွက်သွားပြီးတဲ့နောက်မှာတော့သူမဟာပို့ပြီးတော့တောင်အရှက်ရနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတထေးကြီးရဲ့အတွင်းရေးမှုဟာကားပေါ်ကဆင်းလာပြီးသူ့စီလျှောက်လာခဲ့ပါတယ်။တလားတာတတ်မှတ်ထားတဲ့အချိန်ကာလပြည့်သွားပြီဖြစ်ကြောင်းသူမကတထေးကြီးကိုပြောလိုက်တာပါ။တကယ်တော့ဒီတထေးကြီးဟာဘီလီယံပေါင်းရာနဲ့ချီချမ်းသာတဲ့တထေးကြီးတစ်ယောက်ဖြစ်နေတာပေါ့။ဘလို့စိတ်ထားကောင်းတဲ့လူမျိုးတွေကသူ့ကိုကူညီမလဲဆိုတာသိကျင်လို့သူကတလားတီတီတမင်တကာသူတောင်းစားလို့ဟန်ဆောင်နေခဲ့တာပါ။အတွင်းရေးမှုကတထေးကြီးခိုင်းတဲ့အတိုင်းအဲ့ဒီလိုစိတ်ထားကောင်းသူတွေကိုရှာဖွေပြီးသူတို့ရဲ့အိမ်မက်တွေကိုဖြည့်ဆည်းပေးခဲ့ပါတယ်။အတွင်းရေးမှုထွက်သွားပြီးတဲ့နောက်မှာတော့မမျှော်လင့်ပဲတထေးကြီးရဲ့ရီးစားဖြစ်သူကအဲ့ဒီနားကနေဖြစ်သွားခဲ့ပါတယ်။ရီးစားဖြစ်သူကတထေးကြီးကိုဒီလိုပုံစံနဲ့မြင်လိုက်ရတော့ဘာတွေဖြစ်ခဲ့တာလဲဆိုပြီးအလောတကြီးမေးပါတော့တယ်။တထေးကြီးကသူ့ရီးစားရဲ့စိတ်ရင်းကိုစမ်းသပ်ချင်တာကြောင့်သူ့လုပ်ငန်းတွေရှုံးနိမ့်သွားပြီးအခုတော့ဘာမှမရှိတော့ဘူးလို့ဟန်ဆောင်ပြောလိုက်ပါတယ်။သူ့ကိုအံ့ဩသွားစေတာကတော့သူ့ရီးစားဟာသူ့ကိုအထင်မသေးတဲ့အပြင်ခက်ခဲတဲ့အချိန်တွေမှာအတူရှိပေးနိုင်အောင်ဘာလို့စောစီစီမပြောခဲ့တာလဲဆိုပြီးသူ့ကိုအပြစ်တောင်တင်နေခဲ့တာပါ။တထေးကြီးဟာအရန်ကိုစိတ်လှုပ်ရှားသွားခဲ့ပါတယ်။သူ့ရီးစားကသူ့ကိုဖတ်ထားပြီးရေချိုးအဝတ်စားလဲဖို့အတွက်ဟိုတယ်ကိုခေါ်သွားချင်နေခဲ့တာပေါ့။လမ်းသွားလမ်းလာတွေကတော့သူတောင်းစားတယောက်နဲ့တွဲနေရမလားဆိုပြီးသူမရဲ့အမြင်ကိုလှောင်ပြောင်နေကြပေမဲ့ရီးစားဖြစ်သူကတော့သူတို့ပြောတာတွေကိုဂရုမစိုက်ခဲ့ပါဘူး။အဲ့ဒီအစားသူမကတထေးကြီးကိုနမ်းလိုက်ပြီးနောက်နေ့ကျရင်သူတို့နှစ်ယောက်လက်ထပ်ကြမယ်လို့ပြောလိုက်ပါတယ်။တထေးကြီးဟိုတယ်မှာရေချိုးပြီးတဲ့နောက်မှာတော့သူရီးစားကသူ့အတွက်ဝယ်ပေးထားတဲ့အဝတ်အစားသစ်တွေကိုရရှိခဲ့ပါတယ်။ဒါတည်းမကသေးပဲမင်္ဂလာဆောင်မှာတိတ်ခါရှိရှိလက်ထပ်နိုင်ဖို့အတွက်သူမအပင်ပန်းခံစုဆောင်းထားတဲ့ငွေ3သိန်းကိုလည်းပေးခဲ့ပါသေးတယ်။ရီးစားဖြစ်သူရဲ့စစ်မှန်တဲ့အချစ်ကိုမြင်လိုက်ရတော့တထေးကြီးကသူမကိုကဘာပေါ်မှာအပျော်ဆုံးအမျိုးသမီးဖြစ်အောင်လုပ်ပေးမယ်လို့ချက်ချင်းကတိပေးလိုက်ပြီးမင်္ဂလာဆောင်တဲ့နေ့မှာသူ့ရဲ့တကယ်အရှိကိုပြောပြမယ်လို့ပြောလိုက်ပါတယ်။မကြခင်မှာပဲမင်္ဂလာဆောင်တဲ့နေ့ကိုရောက်လာခဲ့ပါပြီးရီးစားဖြစ်သူကမင်္ဂလာဝတ်စုံဝတ်ပြီးတထေးကြီးလာကြိုမှာကိုစောင့်နေခဲ့တာပေါ့။မမျှော်လင့်ပဲအဲ့ဒီအချိန်မှာပဲသူမရဲ့အမကတငယ်ချင်းအချို့နဲ့အတူပြန်ရောက်လာပါတယ်။သူတို့သားကဘလို့ပုံစံလဲဆိုတာကိုကြည့်ကျင်တယ်လို့အမဖြစ်သူကပြောလာတာပါ။ဒါပေမဲ့သူ့ကိုမြင်လိုက်ရပြီးတဲ့နောက်မှာတော့သူမကမင်္ဂလာဆောင်ကိုချက်ချင်းတားဆီးလိုက်ပါတော့တယ်တကယ်တော့ဒီရီးစားရဲ့အမဟာတထေးကြီးရဲ့ရီးစားဟောင်းဖြစ်နေလို့ပါပဲလွန်ခဲ့တဲ့ရက်အနည်းငယ်ကတထေးကြီးလမ်းပေါ်မှာတောင်းရမ်းနေတာကိုသူမမြင်ခဲ့တာပါတထေးကြီးကသူတောင်းစားတယောက်လို့သူမကပြောလိုက်တော့ရီးစားဖြစ်သူရဲ့အမေကတထေးကြီးရဲ့မိသားစုဟာအတော်လေးချမ်းသာတယ်လို့မှတ်မိနေတဲ့အတွက်မယုံကြည်ခဲ့ပါဘူးဒါနဲ့အမဖြစ်သူကတထေးကြီးတောင်းရမ်းနေတဲ့ဗီဒီယိုကိုသူမရဲ့တငယ်ချင်းကိုပြခိုင်းလိုက်ပါတယ်ဒါကိုမြင်လိုက်ရတော့အမေဖြစ်သူလည်းတမီးရဲ့အနာဂတ်ပျော်ရွှင်မှုအတွက်မယုံကြည်လို့မရတော့တဲ့အခြေအနေဖြစ်သွားခဲ့တာပေါ့အမေဖြစ်သူကမင်္ဂလာပွဲကိုဖျက်ဖို့ချက်ချင်းဆုံးဖြတ်လိုက်ပေမဲ့ရီးစားဖြစ်သူကတော့တထေးကြီးကိုတကယ်ချစ်တဲ့အပြင်ချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေလက်ထပ်ဖို့ဆန္ဒရှိတဲ့အတွက်အပြင်းထန်ကန့်ကွက်ခဲ့ပါတယ်ညီမဖြစ်သူရဲ့ခိုင်မာတဲ့သဘောထားကိုမြင်တော့အမဖြစ်သူကသူတို့အမေကိုအပြင်ခေါ်ထုတ်သွားပြီးမင်္ဂလာဆောင်တာကိုသဘောတူတယ်လို့မျိုးဟန်ဆောင်လိုက်ဖို့ပြောပါတော့တယ်ပြီးတော့ညီမဖြစ်သူရဲ့ဖုန်းကိုတုံးပြီးတထေးကြီးစီဖုန်းဆက်ကသူတို့သမီးကိုလာမကြိုဖို့ပြောလိုက်ပါတယ်အမေဖြစ်သူကလည်းအမြန်ပဲသဘောတူလိုက်ပြီးမင်္ဂလာဆောင်တာကိုခွင့်ပြုတယ်လို့သမီးဖြစ်သူကိုပြောလိုက်တာပေါ့တကယ်တော့အမဖြစ်သူဟာသူထေးသားဒုတိယမျိုးဆက်တစ်ယောက်ကညီမဖြစ်သူကိုစိတ်ဝင်စားနေတဲ့အတွက်အခုလိုလုပ်တာဖြစ်ကြောင်းသူမမသိခဲ့ပါဘူးညီမဖြစ်သူသားအဲ့ဒီလူနဲ့လက်ထပ်လိုက်ရင်သူမကိုယ်တိုင်လည်းအကျိုးကျေးဇူးတွေအများကြီးရမှာဖြစ်လို့ပါတထေးကြီးကတော့သူ့ရီးစားစီကဖုန်းလာတဲ့အမှတ်နဲ့ပျော်ပျော်ရွှင်ရွှင်ပဲဖုန်းကိုဖြေလိုက်ပါတယ်မမျှော်လင့်ပဲအဲ့ဒါဟာရီးစားဖြစ်သူရဲ့အမေရဲ့အတန်ဖြစ်နေခဲ့ပါတယ်ရီးစားဖြစ်သူကသူ့ကိုယွန်ရှာသွားပြီဖြစ်လို့သူတို့သမီးကိုလာမကြိုပါနဲ့တော့လို့သူမကတထေးကြီးကိုပြောလိုက်တာပါတထေးကြီးကသူ့ရီးစားဟာအဲ့ဒီလိုလူမျိုးမဟုတ်တာသိနေတဲ့အတွက်သူမကိုတွားကြိုဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။ရီးစားဖြစ်သူရဲ့အမေဟာဖုန်းပြောပြီးတဲ့နောက်မှာတထေးကြီးနဲ့သမီးဖြစ်သူတို့နောက်ထပ်ဆက်သွယ်လို့မရအောင်ဖုန်းကိုရိုက်ခွဲလိုက်ပါတော့တယ်။ဒါပေမဲ့အမဖြစ်သူကတော့တထေးကြီးရောက်လာပြီးညီမဖြစ်သူကမင်္ဂလာပွဲကိုဆက်လုပ်ဖို့ရွေးချယ်သွားမှာကိုစိုးရိမ်နေတော့မှာပဲ။ဒါကြောင့်ရွာဝင်မှာမင်္ဂလာကားကိုလူတွေနဲ့ပိတ်ဆို့ထားဖို့သူတို့နှစ်ယောက်တွေ့ဆုံနိုင်မဲ့အခွင့်အရေးကိုလုံးဝဖျက်တောက်ထားဖို့သူမကအကြံပေးလိုက်ပါတယ်။အမေဖြစ်သူကလည်းအဲ့ဒါကအတိတ်ပဲရှိတယ်လို့ယူဆပြီးရွာဝင်မှာရွာသားအုပ်စုကြီးကိုချက်ချင်းစုယုံလိုက်ပါတော့တယ်။ဘာမှမသိသေးတဲ့သူတို့သမီးကတော့အခန်းထဲမှာတထေးကြီးလာမဲ့အချိန်ကိုစောင့်နေတော့မှာပဲ။မင်္ဂလာကားဟာရွာဝင်ကိုရောက်တဲ့အခါမှာတော့တကယ်ပဲပိတ်ဆို့ခံလိုက်ရပါတယ်တထေးကြီးလည်းဘာတွေဖြစ်နေတာလဲဆိုတာကိုမေးဖို့အတွက်ကားပေါ်ကနေဝေခွဲမရစွာနဲ့ဆင်းလာခဲ့တာပေါ့အကြောင်းစုံမသိရှာတဲ့ရွာသားတွေကတော့ရီးစားဖြစ်သူဟာသူ့ကိုလက်မထပ်တော့ဘူးလို့ဆုံးဖြတ်လိုက်ကြောင်းနဲ့တင်တောင်းထားတဲ့လက်ဖွဲ့တွေကိုလည်းပြန်ပေးမှဖြစ်လို့သူမကိုဆက်ပြီးမနှောက်ယှက်ပါနဲ့တော့လို့တထေးကြီးကိုပြောလိုက်ပါတယ်တထေးကြီးကတော့သူ့ရီးစားစီကနေကိုယ်တိုင်ကိုကြားရမှဖြစ်မယ်လို့ပြောလိုက်ပါတယ်မဟုတ်ရင်တော့သူကဒီမင်္ဂလာပွဲကိုအလွယ်တကူလက်လျှော့မှာမဟုတ်ပါဘူးသူ့ရီးစားကိုအမြန်ဆုံးတွေ့နိုင်ဖို့အတွက်တထေးကြီးဟာပြင်ဆင်ထားတဲ့အနီရောင်စာအိတ်တွေကိုထုတ်ပေးဖို့အတွင်းရေးမှုကိုခိုင်းလိုက်ပါတယ်ရွာသားတွေဟာအဲ့ဒီအနီရောင်စာအိတ်တွေကိုမြင်လိုက်ရတဲ့အခါမှာတော့အလူရက်လာယူကြပါတော့တယ်ရွာသားတွေစာအိတ်တွေယူပြီးသွားရင်လမ်းဖယ်ပေးလိုက်မယ်လို့တထေးကြီးကထင်ခဲ့ပေမဲ့မမျှော်လင့်ပဲသူ့ကိုဖျက်မသွားခိုင်းဖို့အတွက်ရွာသားတွေဟာအဲ့ဒီစာအိတ်တွေကိုပြန်ပေးလိုက်ကြပါတယ်
တကယ်တော့တထေးကြီးရဲ့ရီးစားဟာရွာသားတွေရဲ့မျက်စိအောက်မှာကြီးပြင်းလာခဲ့ပြီးရွာမှာအလှဆုံးမိန်းကလေးလည်းဖြစ်ပါတယ်သူတို့ကတော့ငွေမျက်နှာတစ်ခုတည်းနဲ့သူမကိုအဝေးကိုအရောက်မခံနိုင်ကြပါဘူးလမ်းဖယ်ပေးဖို့ဘာတွေလိုအပ်တယ်လဲလို့တထေးကြီးကမေးတဲ့အခါမှာတော့မဖြစ်နိုင်ဘူးလို့ရွာသားတွေကပြောကြပါတယ်အဲ့ဒီမိန်းကလေးကလက်မထက်ချင်တ၍တော့သူတို့ကတထေးကြီးကိုလုံးဝဖျက်သွားခွင့်မပြုနိုင်ဘူးလို့ဆိုပါတယ်မမျှော်လင့်ပဲနောက်တစ်စက္ကန့်မှာပဲလူအုပ်ထဲကတက်ကြီးရွယ်အိုအမျိုးသမီးတစ်ယောက်ဟာဆေးရုံကိုအမြန်ဆုံးပို့ဆောင်နိုင်ဖို့အတွက်အသက်ရောဂါရုတ်တရက်ထဖြစ်ပါတော့တယ်ရှေ့ကမင်္ဂလာကားဟာအမြန်ဆုံးတည်ယူပို့ဆောင်ရေးရင်ဖြစ်တဲ့အတွက်အဲ့ဒီအမျိုးသမီးရဲ့သမီးဖြစ်သူကတထေးကြီးကိုကူညီဖို့ဒူးထောက်ပြီးတောင်းပန်ခဲ့ပါတယ်အတွင်းရေးမှူးကတော့ခုနကတင်ရွာသားတွေအခက်တွေ့အောင်လုပ်ခဲ့တာတွေကိုတတိယပြီးသူတို့ရဲ့တောင်းဆိုမှုကိုချက်ချင်းညှင်းဆိုလိုက်ပေမဲ့မမျှော်လင့်ပဲတထေးကြီးကတော့ကူညီဖို့ဆန္ဒရှိနေတော့မှာပဲတက်ကြီးရွယ်အိုအမျိုးသမီးရဲ့သမီးဖြစ်သူကလည်းတထေးကြီးဟာလူကောင်းတစ်ယောက်ဖြစ်မယ်လို့ယုံကြည်ကြောင်းပြောပေးခဲ့ပါတယ်ဒါကြောင့်ရွာသားတွေကတထေးကြီးကိုရွာထဲဝင်ဖို့နောက်ဆုံးမှာသဘောတူလိုက်ကြပါတော့တယ်မွန်းတဲ့ချိန်နီးလာပြီးဖြစ်ပေမဲ့တထေးကြီးကသူတို့သမီးကိုလာမကြိုသေးတာကိုမြင်တော့ရီးစားဖြစ်သူကဘာတွေဖြစ်နေတာလဲဆိုတာကိုမေးဖို့အလောတကြီးထွက်လာခဲ့ပါတယ်မမျှော်လင့်ပဲသူမရဲ့အမေကတော့တထေးကြီးကမင်္ဂလာပွဲကိုဖျက်လိုက်ပြီလို့သူမကိုပြောလိုက်ပါတော့တယ်